ကြက်တံဖြူကြက်တံနေစပလင်လေးကိုထောင်းထားပါမယ်ပြီးရင်ရေဆေးထားတဲ့ကြက်သားကိုစားရယ်စနွင်းရယ်ခုနထောင်းထားတဲ့ဟာလေးတွေနဲ့နှက်အောင်နေပါမယ်ပြီးရင်ငရုတ်သီးစိမ်းလေးနဲ့မြင်ငပိကိုထောင်းပါမယ်ငရုတ်သီး6လေးလည်းနည်းနည်းထည့်ပြီးတော့ထောင်းပါမယ်တင်ပေါ်သီးကိုအနေတော်လေးလှီထားပါမယ်ကြက်သားနှက်ထားတာလေးကိုကျမက2နာရီလောက်ထားလိုက်ပါတယ်ပြီးရင်စီလေးထည့်ပြီးတော့လုံရှက်ရှက်ပါမယ်စီပြန်လာပြီဆိုတာနဲ့ရေလေးထည့်ပါမယ်ကျမကတော့ကြက်မာသားမို့လို့ရေအများကြီးထည့်ထားပါတယ်ကြက်သားလေးနည်းနည်းနူးပြီဆိုတာနဲ့တင်မောသီးလေးတွေကိုထည့်ပါမယ်